အခု UFC မှာလက်ရှိအန်ဒရီရဲ့အရှိဆုံး fighter ကဘယ်သူလဲလို့မိလိုက်တယ်ဆိုရင်ပရိသတ်တို့ရောဘယ်သူထင်ကြတာလဲဆက်လက်ပြီးတော့ဂျော်ဆိုဝမ်ဟာ UFC ကိုဘယ်လိုတင်ပိုက်ခဲ့တယ်လဲဆိုတဲ့သတင်းနဲ့တင်ဆက်ချင်ပါတယ်အားလုံးပဲမင်္ဂလာပါမွန် channel นี้ကြိုဆိုပါတယ်မြန်မာလူငယ် fighter ဂျော်ဆိုဝမ်ဟာ UFC ကိုဘယ်လိုတင်ပိုက်ခဲ့တယ်လဲဆိုတာကျွန်တော်တင်ဆက်တော့မှာဖြစ်ပါတယ် UFC မှာအခုချိန်ထိအကြောက်ရအဆုံး private fighter ကဘယ်သူလဲလို့မေးရင်လူအများစုရဲ့အဖြေကဂျော်ဆိုဝမ်ဖြစ်လာနေပါပြီသူရဲ့လက်တီထူးပုံကအတိကျတဲ့အချိန်ကမြန်တယ် PRP တိုက်ခိုက်နိုင်စွမ်းကထူးခြားတယ်အရေးကြီးဆုံးကတော့ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်နောက်မဆုတ်ပဲစိတ်ဓာတ်ကိုပိုင်ဆိုင်ထားတာပါဒါပေမဲ့ဒီအောင်မြင်မှုဟာတနေ့အတီးနဲ့ရခဲ့တာတော့မဟုတ်ပါဘူးဂျော်ဆိုဝမ်ဟာမြန်မာနိုင်ငံမှာမွေးဖွားခဲ့တဲ့လူငယ်တစ်ယောက်ပါငယ်စဉ်ဘဝအဓိကဘဝအခက်ခဲတွေကိုရင်ဆိုင်ခဲ့ရပြီးအောင်မြင်တဲ့ fighter တစ်ယောက်ဖြစ်ဖို့အိမ်မက်ကိုမလျှော့ခဲ့ပါဘူး MMA လောကအထဲကိုဝင်ရောက်ပြီးနောက်သူ့ရဲ့အရေးချင်းတွေကိုတဖြည်းဖြည်းတက်တည်ပြလာခဲ့ပါတယ်သူ့ရဲ့ထူးသက်ပုံဟာတခြား fighter တွေနဲ့မတူပါဘူးပြိုင်ဘက်လိုအချိန်မပြီးပဲ PRP တိုက်ခိုက်ပြီးအခွင့်အရေးရတာနဲ့ပြင်းထန်တဲ့လက်တီးတွေနဲ့အဆုံးသတ်ဖို့ကြိုးစားတတ်ပါတယ်ခန်ဆင်ဒီဆွေးရည်တွေကြောင့် UFC ရဲ့မက်ဆီကြောင့်မှုကိုရရှိလာခဲ့ပါတယ် UFC မှာမမျိုးလည်းမဲရောက်ရှိလာခဲ့တဲ့အခွင့်အရေး2023ခုနှစ်မှာတော့ရောဆိုပါအတွက်ဘဝအပြောင်းလဲစီမဲ့ဖုန်းတခေါ်ဝင်လာခဲ့ပါတယ် UFC ကစားသူဖိုက်တာတယောက်အရေးပေါ်လိုအပ်နေခဲ့ပါတယ်ဒီချိန်မှာအခွင့်အရေးကိုရောဆိုပါစီကန်လိုင်းခဲ့တာပါအချိန်တူအတွင်းမှာပဲပြင်ဆင်ရမယ့်ရောဆိုပါကမငင်းခဲ့ပါဘူးဒီလိုအခွင့်အရေးကနှခါမလာဘူးဆိုတဲ့ယုံကြည်ချက်နဲ့လက်ခံခဲ့ပါတယ်သူရဲ့ UFC ပထမဆုံးပွဲမှာအတိအကျုံရင်ဝေရင်ဖိုက်တာရင်ဆိုင်ခဲ့ရပါတယ်ပွဲပြီးဆုံးချိန်မှာတော့အပြိုင်အဆိုင်ထူးတက်ခဲ့ရတဲ့ပွဲပြီးရောဆိုပါဟာအမနဲ့နိုင်ရရှိခဲ့ပါတယ် UFC ကလူတွေကဒီလူငယ်မှာအရေးချင်းရှိတယ်လို့စတဲ့တတိထားမိလာခဲ့ပါတယ်နိုင်ပွဲကြပေမဲ့ဝီဖိုင်ခံခဲ့ရတဲ့ရောဆိုပါပထမပွဲနိုင်အပြီးမှာတော့လအနည်းငယ်ကြာမှနောက်ထပ်ပွဲထူခွင့်ရခဲ့ပါတယ်အဲ့ဒီမှာလည်းရောဆိုပါကအနိုင်ရခဲ့ပါတယ်ဒါပေမဲ့နှစ်ပွဲစလုံးဟာအမနစ်တာအနိုင်ရခဲ့တာကြောင့်ပြည်သက်တချို့ကဝီဖိုင်လာကြပါတယ်သူက finish မလုပ်နိုင်ဘူးအနိုင်တော့ရတယ်ဒါပေမဲ့ပြိုင်ဘက်ကိုပွဲမသိမ်းနိုင်ဘူးဒီတိုင်းဆိုရင်ချန်ပီယံအဆင့်ထိရောက်နိုင်မှာမဟုတ်ဘူးလို့ပြည်သက်တချို့ကဝီဖိုင်ခဲ့ပါတယ်ဒီအချို့မှချစ်တွေဟာရောဆိုပါရဲ့နားထဲကိုဒီတိုင်းလူရောက်လာခဲ့ပါတယ်သူအတင်းသားတွေတောင်းနောက်ပြောင်ပြီးဒီစကာဖိုက်တာလို့ခေါ်လာကြပါတယ်ဒီစကားကရောဆိုပိုင်းကိုစိတ်ထိခိုက်စီခဲ့ပေမဲ့စိတ်ထဲမကျစီခဲ့ပါဘူးသူ့စိတ်ထဲမှာတခုပဲရှိပါတယ်နောက်ပွဲမှာလူတိုင်းကိုတက်တီပြမယ်အပြောင်းလဲစတင်တော့မယ်ည2024ခုနှစ်ဇန်နဝါရီလရောဆိုပိုင်းဟာဘရာဇီးနိုင်ငံတာပန်တူချာဖြစ်တဲ့ခပတ်ပိုင်ရှင်နဲ့ရင်ဆိုင်ခဲ့ရပါတော့တယ်ပွဲမတိုင်ခင်အင်တာဗျူးတစ်ခုမှာဂျော်ဆိုဝမ်မှာအားနေတွေချစ်တွေအများကြီးရှိတယ်လို့အထူးသဖြင့် ground game ကအားနေတယ်လို့ပြောခဲ့ပါတယ်ဒီပြောတဲ့သူဟာပန်တူချာဖြစ်ပြီးအောင်ကြည့်မှုအပြည့်အဝနဲ့ပြောခဲ့ပါတယ်ဒါတင်မကပဲကျွန်တော်ကတော့ဒါမှမဟုတ် submission အနိုင်ယူမယ်လို့ပါဂျူဒန်ဟော့ကင်းထုတ်ခဲ့ပါတယ်ဒါပေမဲ့ဂျော်ဆိုဝမ်ကတော့ဘာမှပြန်မပြောခဲ့ပါဘူးသူကစကားနဲ့မဟုတ်ပဲလက်တီးနဲ့ပဲဖြည့်ရှင်းဖို့ဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်အဲ့ဒီပွဲရောဆိုပါရဲ့ UFC ကစားသမားဘဝကိုလုံးဝအပြောင်းလဲသွားစီမဲ့အစဖြစ်လာတော့ပြောင်းလဲဖြစ်လာတော့ပါတယ်ဒီလောက်ပါပဲအစားအနီဆုံးထိကြည့်ရှုပြီးတဲ့ပရိသတ်တို့အားလုံးပဲကိုစိတ်နှပြကျမ်းမာကြပါစေကျွန်တော်ရဲ့ subscribe ခုံလုံးကိုမနေတီးဖို့ဆင်း subscribe ခုံလုံးလေးနဲ့ပြီးဖို့လဲတောင်းဆိုပါတယ်ကျွန်တော် UFC နဲ့ဆိုင်တဲ့တည်နဲ့အကစားနဲ့ဆိုင်တဲ့တည်ကိုအမေရန်တင်ဆက်တော့မှာပါအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်ကြည်ယူပါကျွန်တော်နာမည်ကမွန်ပါ